မင်္ဂလာပါကိုဆရာတို့ဆိုတော့ The Glorious Man United Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရစေ Okay အဲ့တော့ကျွန်တော်တို့ဒါမနေ့ပြန်ညမှာ United ပွဲရှိပါတယ် Manchester United ကကျွန်တော်တို့မနေ့ပြန်ည2:45အင်္ဂါညဗုဒ္ဓဦးမနက်2:45မှာ West Ham အသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ် West Ham အသင်းရဲ့အိမ်ဝင် London Stadium ကိုတွားရောက်ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်ဆိုတော့ Okay ကျွန်တော်တို့ဒါပထမအကြောကမနိုင်ခဲ့တဲ့မိတ်ဆွေကြီးနဲ့ကျွန်တော်တို့ပြန်တွေ့ပြီပေါ့နော်ဆိုတော့ Okay အဲ့တော့လက်ရှိအမှတ်ပေးစရာရက်တီပုံကျွန်တော်တစ်ချက်ကြည့်အောင်ဆိုတော့ Manchester United ကလောလောဆယ်မှာနောက်ဆုံး၄ပွဲဇက်တိုက်အနိုင်နဲ့အတူကျွန်တော်တို့ဒါ Premier League မှတ်ပေးစရာအဆင့်၄နေရာမှာရက်တည်နေတယ်2026မှာ Premier League ပွဲမှာ Premier League မှာ United ကလုံးဝရှုံးပွဲမရှိသေးဘူးဆိုတော့တစ်ဖက်မှာ West Ham အသင်းကကျွန်တော်နည်းနည်းပြောရမယ်ဆိုတော့ United ကနောက်ဆုံးပွဲတွေမှာတောက်လျှောက်နိုင်ထားပြီးတော့ form ကောင်းနေတယ်လို့ West Ham ကလည်း Premier League မှာနောက်ဆုံး၄ပွဲမှာ၃ပွဲနိုင်ပြီးတစ်ပွဲရှုံးတာတစ်ပွဲပဲရှုံးတာတယ်ဆိုတော့သူတို့ဒီ FA ပွဲပါကျွန်တော်ထည့်ပြောမယ်ဗျာသူတို့အိမ်ဝင်းမှာကစားခဲ့ကျူပီယာနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာကျူပီယာကို 2-1 နဲ့နိုင်တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒါ Spurs နဲ့ကန်ခဲ့တဲ့ပွဲမှာ West Ham ကအဝေးကွင်းမှာ 1-2 နဲ့နိုင်တယ်ပြီးတော့ Sunderland ကိုအိမ်ဝင်းမှာ 3-1 နဲ့နိုင်တယ်အဲ့ဒါပြီးတော့သူတို့ Chelsea နဲ့တွေ့တယ် Chelsea နဲ့ပွဲတော့ဒါကိုလူတို့အားလုံးမှတ်မိလေအောင်မယ် Chelsea ကွင်းမှာ West Ham မှာပထမပိုင်းမှာ 0-2 နဲ့နိုင်နေတယ်ဒုတိယပိုင်းမှာ Chelsea က3လုံးသွင်းသွားတယ်ပေါ့နော်ကျွန်တော်ဒါ62မိနစ်မှာ Enzo Fernandez အနိုင်ဂိုးသွင်းပြီးတော့သူတို့အဲ့ဒီပွဲကိုရှုံးသွားတယ်ဒါပေမဲ့ပြီးခဲ့တဲ့တစ်ပတ်ကပြန်ပြီးတော့ bounce back ပြန်လုပ်လာတယ် West Ham က Burnley အသင်းနဲ့အဝေးကွင်းမှာသွားကစားပြီးတော့ Burnley ကို 0-2 နဲ့နိုင်တယ်အဲ့တော့ပြောရရင် West Ham ကတော့နောက်ပိုင်းပွဲတွေမှာဒါပြောရရင်ဗျာအသင်းတွေက United နဲ့တွေ့ကန်ပြီးဆိုရင်ဒီလိုပုံစံပါပဲเนาะဆိုတော့သူတို့ဒါပုံမှန်ခြေစွမ်းပြန်ရလာပြီအမှတ်တွေပြန်ယူနေပြီလို့ကျွန်တော်တို့ပြောလို့ရတယ်သူတို့ရဲ့တန်းစင်းစုံရုံးအားကိုကျွန်တော်တို့မြင်တွေ့နေရပြီပေါ့ West Ham မှာလောလောဆယ်မှာအဆင့်16နေရာမှာရက်တည်နေပေမဲ့သူ့အထက်ကအဆင့်19က Forest နဲ့ဆိုရင်အမှတ်ကွာချက်က3မှတ်ပဲရှိတယ်အဲ့တော့ဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေအထားပေါ့နော်ဆိုတော့တစ်ဖက်မှာ United ကတော့ကျွန်တော်တို့ဒါထပ်ပြီးလဲပြောဖို့တော့မလိုတော့ပါဘူးเนาะကျွန်တော်တို့အဆင့်4နေရာမှာရက်တည်နေတယ်အဆင့်3နေရာ West Ham နဲ့3မှတ်ပဲကွာတယ်ဆိုတော့အဲ့ဒီအနေထားမှာ Manchester United က4ပွဲဆက်အနိုင်ကနေ5ပွဲဆက်အနိုင်စီကိုတွားဖို့အတွက်ကျွန်တော်တို့ဒီပွဲမှာပြင်ဆင်ပြီးတော့လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒါကစားသမားတွေရဲ့ပြီးခဲ့တဲ့ press conference အခုဒီနေ့လုပ်သွားတဲ့ press conference မှာဒီနီးပြတွေပြောသွားတဲ့အသင်းသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးမယ် Manchester United နီးပြ Michael Carrick ပြောသွားတာတော့ကျွန်တော် United မှာဒဏ်ရာရကစားသမားအသစ်မရှိဘူးကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေမှာလွဲတယ်ကျွန်တော်တို့ဒါ Patrick Dogu ဒီပွဲမှာလည်းမပါနိုင်ဘူးနောက်ပြီးတော့ Mason Mount ဆက်လွဲအောင်မယ်ကျွန်တော်တို့ပြီးတော့ Matthijs de Ligt ကလည်းကျွန်တော်လွဲအောင်မယ်ပေါ့နော်ဆိုတော့ Mason Mount ကတော့ကျွန်တော်တို့ဒါဒီပွဲပြီးရင်ကန်မဲ့ကျွန်တော် Everton နဲ့ပွဲမှာပြန်ပါလာနိုင်တယ် de Ligt ကတော့ကျွန်တော်တို့ဒါနည်းနည်းကြာအောင်မယ်လို့ Michael Carrick ကပြောသွားတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့အသင်းမှာဒဏ်ရာရကစားသမားအသစ်တော့မရှိဘူးဆိုတော့ Nuno Santos ရဲ့ press conference မှာတော့ West Ham အသင်းကသူတို့အသင်းကဒါ United နဲ့ပွဲမှာသူတို့အသင်းရဲ့အဓိကကစားသမားတချို့ဒဏ်ရာကြောင့်လွဲမယ်လို့သူပြောသွားတယ်အဲ့ဒီကစားသမားတွေကဘယ်သူလဲဆိုတော့သူနာမည်ပြောမသွားဘူးအဲ့တော့ဒါကကျွန်တော်တို့ကတကယ်ဒဏ်ရာရလည်းဖြစ်ချင်းဖြစ်မယ် mind game လည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်ဆိုတော့ဘလူးဘဲနေဗျာ United အတွက်ကတော့သိလားလောလောဆယ်မှာဗျာကျွန်တော်ပြောချင်တာက United ရဲ့လက်ရှိ form အရာကျွန်တော်တို့ကဘယ်အချက်ကိုထုတ်နှုတ်ပြီးတော့ United ကဒီပွဲမှာတော့ရလက်မကောင်းနိုင်ဘူးလို့ကျွန်တော်တို့ကပြောမလဲပြောလို့မရဘူးလေအဲ့တော့ West Ham ဘက်ကဘသူပါသည်ဖြစ်စေမပါဘူးဖြစ်စေဒီပွဲမှာ United ကကျွန်တော်တို့ဒါပြီးခဲ့တဲ့ပွဲတွေမှာတောက်လျှောက်နိုင်ခဲ့တဲ့ momentum နဲ့ပဲ London Stadium ကိုလာမယ်ကျွန်တော်တို့ဒါ United ကအမှတ်ပြည့်ယူဖို့ကစားမယ်ဗျာဒါကတော့သိကြတယ်အဲ့တော့ကျွန်တော် head to head ကိုတစ်ချက်ကြည့်လိုက်အောင်ဆိုတော့ head to head ကိုကြည့်မယ်ဆိုရင်ကျွန်တော်ပထမကြောက 1-1 draw ကြထားတယ်ကျွန်တော်အိမ်ခွင်းမှာဒါလောက်ဥဆောင်ကိုသွင်းတယ်ပြီးတော့83မိနစ်မှာ West Ham မှာ corner ကနေခြေပါကိုပြန်သွင်းသွားတယ်ဆိုတော့ကျွန်တော်တို့3မှတ်ရတဲ့ပွဲမှာ3မှတ်မရလိုက်ပဲနဲ့တစ်မှတ်နဲ့ပဲချိန်နေလိုက်ရတဲ့ပွဲဆိုတော့ပြီးခဲ့တဲ့ရာသီကကျွန်တော် West Ham ကို2ကြော်လုံးရှုံးထားတယ်အိမ်ခွင်းရောအဝေးခွင်းရောရှုံးထားတယ်ဆိုတော့ကျွန်တော် West Ham ကွင်းမှာ United ကနောက်ဆုံးနိုင်တာ2021ကအဲ့ဒီတော့ကကျွန်တော်နီးပြ Ole Gunnar Solskjaer ကင်တွေတော့အဲ့ဒီတော့ကျွန်တော်အသင်းမှာ Ronaldo တို့ဘာလို့ရှိသေးတယ်ဆိုတော့ကိုလူတို့မှတ်မိလေအောင်မယ်ကျွန်တော် West Ham ကွင်းမှာ 1-2 နဲ့နိုင်တယ်ကျွန်တော်တို့အသင်းအတွက်ဂိုးတွေ Ronaldo သွင်းတယ် Lingard သွင်းတယ် West Ham ကဗျာပြီးကန်ဒီနောက်ဆုံးမိနစ်မှာ Mark Noble penalty ရတယ် penalty မဝင်ဘူး De Gea save သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီပွဲက United West Ham ကွင်းမှာနောက်ဆုံးနိုင်တာပဲဒီနောက်ပိုင်းတွေးဆုံမှုတွေမှာ United ကအိမ်ဝင်းပွဲတွေမှာနိုင်ပေမဲ့ West Ham ကွင်းမှာတော့ United ကလုံးဝမနိုင်ဘူးပြောရရင်ဒါ United တော့ West Ham ကွင်းကနောက်ပိုင်းနှစ်တွေမှာကျွန်တော်အမှတ်ယူရခက်တဲ့ကွင်းဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တခုပြောချင်တာအခြေအနေတွေကမတူတော့ဘူးအရာအားလုံးကအရာပြောင်းလဲနေတယ်ဗျာWest Ham အရင်တုန်းကကျွန်တော်တို့အနိုင်ယူခဲ့တာနီးပြ Eric Ten Hag ရဲ့ဒါဒိုးနဲ့အကွက်နဲ့ကျွန်တော်တို့ဒါအသင်း form မတည်ငြိမ်ဖြစ်နေတဲ့အချိန်တွေမှာနိုင်ခဲ့တယ်ကျွန်တော်ပြီးတော့ဒါ Ruben Amorim နဲ့ United ကလုံးဝဒီ system နဲ့အဆင်မပြေတဲ့ကာလတွေမှာသူတို့ရလက်ကောင်ယူခဲ့တယ်ဒါပေမဲ့အခုဒီကောင်တွေကိုဆိုရှာလိုပဲပြန်ပြီးတော့ဆိုရှာပုံစံနဲ့ပြန်ပြီးအနိုင်ယူမဲ့နီးပြနဲ့ United က London Stadium ကိုခြိတက်လာမှာဖြစ်တယ်ဆိုတော့ Michael Carrick ရဲ့လက်အောက်မှာ United ရဲ့လက်ရှိ form ကတော့လုံးဝဗျာဘယ်လိုပြောမလဲလက်ရှိ Premier League ဒီ top 6အသင်းတွေထဲမှာဒီ
ကျွန်တော်တို့ဒီ Michael Carrick ရောက်လာတဲ့အချိန်ကစတော့ United က form အကောင်းဆုံးပဲအဲ့လိုပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံး9ပွဲမှာဒါအမှတ်ဇက်တိုက်ယူထားနိုင်တာဒီလိုအမှတ်အများဆုံးယူထားနိုင်တာ United ပဲရှိတယ် Chelsea တောင်မှတပွဲရှုံး4ပွဲနိုင် United က4ပွဲနိုင်တပွဲတည်ဆိုတော့ United ကတော်တော်လေးချိန်နေကောင်းနေတယ်ပြီးတော့ကျွန်တော်တို့ကစားသမားတွေကိုကြည့်မယ်ဆိုရင် Mbumo နောက်ပိုင်းပွဲတွေမှာတောက်လျှောက်ဂိုးတွေရတယ် Bruno သူ့ရဲ့ Lumania မှာကစားရတယ်ဂိုးတွေရတယ် assist တွေရတယ် Matthias Cunha အသင်းအတွက်အများကြီးအကျိုးပြုတယ်နောက်ပြီးတော့ကျွန်တော် Ahmed Diallo တစ်ဖက်ခံစစ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ကွန်းလေအတွက် Kobe Mainoo နဲ့ Casemiro ဆိုရင်တိုက်စစ်ကိုခံစစ်ကို light ခံစစ်ကိုလည်းကောင်းကောင်းလုံအောင်ကျွန်တော်တို့ကစားပေးနိုင်တဲ့အပြင်တိုက်စစ်ကိုပါလိုက်ပြီးတော့ဂိုးတွေလည်းသွင်းတယ်ကျွန်တော်တို့ဒါ chance create တွေလည်းဒါနောက်ပိုင်းပွဲတွေမှာ Casemiro စီကတော်တော်များများထွက်လာတာကိုကျွန်တော်တို့မြင်ရတယ်အရင်တည်းကလည်း Casemiro ကအဲ့လိုကျွန်တော်တို့ United မှာ chance creation တွေလုပ်ပါတယ်ဒါပေမဲ့နောက်ပိုင်းပွဲတွေမှာဒါ Casey လောက်လာတဲ့ပုံစံကပို့ပြီးတော့ထိရောက်လာတယ်ပို့ပြီးတော့တစ်ဖက်ခံစစ်ကိုချင်းချောင်းနိုင်တဲ့အနေထားမှာရှိတယ်ဆိုတော့ကျွန်တော်ခံစစ်ကိုကြည့်မလားခံစစ်မှာလည်းကျွန်တော်ဒါ Lisandro Martinez နဲ့ Maguire အတွက်လောလောဆယ်မှာညိတ်နေဘယ်ညာတစ်ဖက်ကလည်းဒါတော့ Luke Shaw ပြောစရာမရှိဘူးဒါတော့ကဗျာတချို့ moment တွေမှာအနည်းငယ်ပေါ့ကျွန်တော်တို့အမှားလေးလောက်တာရှိတယ်ဒါပေမဲ့လောလောဆယ်မှာတော့ဒါလောက်ရတာအသင်းရဲ့နောက်တန်းမှာအားထားရတဲ့ကစားသမားတွေကတူပြီးတော့ Sunderland Lemons ရဲ့လက်စွမ်းကလည်းကျွန်တော်တို့တန်တရားရှိစရာမလိုဘူးဒီ Carrick ရဲ့လက်အောက်မှာနောက်ဆုံး၄ပွဲမှာကျွန်တော် United ခံစစ်က clean sheet 2ပွဲယူထားတယ်ဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ United ကကျွန်တော်တို့ဘလို့ချက်ကိုကောက်နှုတ်ပြီးတော့ United ကဒီပွဲမှာရလက်မကောင်းဘူးလို့သုံးသပ်မလဲပေါ့နော်လောလောဆယ်အခြေအနေရတော့ United ကသုံးသပ်ကျွန်တော်တို့ရလက်မကောင်းစရာဘာကြောင်းမှမရှိဘူးဒါပေမဲ့ပွဲထဲမှာဘာတွေဖြစ်လာမလဲကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့တစ်ဖက်မှာ Wazam ကနောက်ပိုင်းပွဲတွေမှာတောက်လျှော့ form နေမိလာတယ်သူတို့ရဲ့ဘယ်ညာတောင်မှနှစ်ဖက်ကဒါအခုပြိုင်ဘက်အသင်းတွေရဲ့ခံစစ်ကိုတော်တော်လေးဒုက္ခပေးနိုင်တာတွေ့ရတယ်ကျွန်တော်ဘယ်ချမ်းမှာဆိုရင် Malik Diop နဲ့ကျွန်တော်တို့ Summerville အတွက်ကျွန်တော်ညာဘက်မှာဆိုရင်Wan-Bissaka နဲ့ Gerard Bowen အတွက်ဆိုတော့ဒီနှစ်ဖက်ကဒီတောင်မှနှစ်ဖက်ကကျွန်တော်ပြိုင်ဘက်ခံစစ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်ပြီးတော့သူတို့ရဲ့ဒီကွင်းလေအထိုင်ပေါ့နော်ကျွန်တော်တို့ Matthias Fernandes နဲ့ကျွန်တော် Soucek နဲ့အတွဲရလဲတော်တော်လေးကိုနောက်ပိုင်းပွဲတွေမှာတပွဲတက်တပွဲပို့ပြီးတော့ညင်လာတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဓိကပြတော့ကျွန်တော်တို့နည်းနည်းသတိထားမှာအဲ့ဘဲညာတောင်မှနှစ်ဖက်ပဲဆိုတော့ Wan-Bissaka ဆိုရင်ဒါ United နဲ့တွေ့ရင်တော်တော်လေးချီစွမ်းကောင်းတယ်ပထမကြော့ဆိုရင်ဒါ goal line clearance တွေပါတော့လောက်သွားတယ်ဗျာဆိုတော့အဲ့ပထမကြော့မှာဆိုရင်ဒီဘဲကတော်တော်ကောင်းတယ်လို့ပြောတော်တော်ကောင်းတယ်ဗျာဆိုတော့အခုဒီပွဲမှာလည်းကျွန်တော်တစ်ချက်ကြည့်ရမယ်ဘယ်ညာနှစ်ဖက်ကဒါသူတို့ညာဘက်ချမ်းမှာဆိုရင်ဒါသူ့ရဲ့ဘိုးဝမ်အတွဲရကျွန်တော်ပြိုင်ဘက်ခံစစ်ကိုတောက်လျှောက်ဒုက္ခပေးတယ်ဆိုတော့ Summer Valley ကကျွန်တော်တို့ Premier League ပါနောက်ဆုံး3ပွဲဆက်လား4ပွဲဆက်လားမသိဂိုးသွင်းထားတာဗျာဆိုတော့အဲ့ဘဲကလည်း United နဲ့တွေ့တိုင်းဒုက္ခပေးတယ်ကျွန်တော်မနစ်က Wazam ကွင်းမှာရှုံးတော့အဲ့ကောင်ဂိုးသွင်းတယ်ဗျာအဲ့တော့ United ကကျွန်တော်ဒီတောင်မနှစ်ဖက်Wazam တောင်မှတစ်ဖက်ကိုတော့ကျွန်တော်တို့ဒါတော်တော်လေးကိုသတိထားရမယ်ပြီးတော့သူတို့ရဲ့ကွင်းလေအတွဲလဲကောင်းတယ်ပြီးတော့သူတို့ခံတိုက်စစ်ကသူတို့အစ်စ်ခေါ်ထားတဲ့ကစားသမား January မှာခေါ်ထားတဲ့ကစားသမားအဲ့ဒီကစားသမားအစ်စ်ကလည်းပြီးခဲ့တဲ့ Burnley နဲ့ပွဲမှာဂိုးစာသွင်းတယ်အဲ့တော့ပြောရရင် Wazam ကတသင်းလုံးတပွဲတက်တပွဲပို့ပြီးချိတ်ဆက်မိပြီးအထိုင်ကျလာတယ်တစ်ဖက်မှာလည်း United ကပုံစံကောင်းနေပြနေတယ်အဲ့တော့ဒီနှစ်သင်းကမနေ့ပြန်ည9:45မှာ London Stadium မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်ဆိုတော့ကိုလူတော့ဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုထင်လဲဆိုတော့ United ကတော့ကျွန်တော်အထင်ပေါ့နော်ဟိုဘယ်လိုပြောမလဲပြီးခဲ့တဲ့ပွဲတွေမှာနိုင်ခဲ့တဲ့ line up ကိုဘာမှပြင်ဆင်လာမှာတော့မဟုတ်ဘူးကျွန်တော်တို့ဒါပြီးခဲ့တဲ့ Spurs နဲ့ပွဲကလူစင်းတိုင်းမှာပွဲထွက်လာပြီးတော့နောက်တစ်ခုက United ကကျွန်တော်တို့ဒီပွဲပြီးရင် United ကိုနောက်ထပ်2ပတ်နေမှာ United ပွဲကျွန်တော်ပြန်ကြည့်ရတော့မှာကျွန်တော်23ရက်နေ့ကြာမှEverton နဲ့သူတို့ကန်မယ်ပေါ့နော်ကျွန်တော်တို့ဒီဂျားရဲ့ပွဲပြီးရင်စင်တီယုံနေမှာ FA ပွဲတွေကန်မယ် FA ပွဲမှာ United ကထွက်သွားပြီဆိုတော့ကျွန်တော်မကြည့်ရတော့ဘူးအဲ့တော့ဒီဟိုဟာကြာမှာပဲနောက်ဒီ23ရက်နေ့ကြာမှာပဲ Everton နဲ့United ပွဲကိုကျွန်တော်တို့ပြန်ကြည့်ရမယ်ပေါ့နော်အဲ့တော့တေချာတာတော့ဒါ United ကစားသမားတွေ United နီးပြရော United ကစားသမားတွေရောကကျွန်တော်တို့ဒါပြီးရင်2ပတ်လောက်အနားရမယ်အဲ့တော့ဒီပွဲမှာ9ပွဲဆက်အနိုင်စီကိုတွားဖို့တော့လုံးဝကျုံးပြီးကန်လာမယ်ကျွန်တော်တို့ဒီ momentum နေနဲ့လက်ရှိရနေတဲ့အချိန်နဲ့ Wazam ကွင်းကိုလာပြီးတော့ Wazam စီကနေအမှတ်ပြည့်ရဖို့သူတို့ကြိုးစားသွားမှာပဲအဲ့ဒါတော့လုံးဝသိကြတယ်ဆိုတော့ကိုဆရာတို့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲပွဲရလက်လေးကို comment ပါပြီးဆွေးနွေးတော့ဝင်ပြီးတော့ပွဲရလက်လေးကိုခံမှန်းပြီးတော့ပါအောင်ဆိုတော့ okay ပါဆိုတော့ okay အားလုံးပဲ see you ပါကျေးဇူးပါအဆုံးထိကြည့်ပြညီကအားလုံးကိုကျေးဇူးတင်ပါတယ်